အားလုံးပဲမင်္ဂလာပါဒီနေ့သတင်းကတော့ကဘာကြီးကိုတောင်းလို့သက်စင်မဲ့သတင်းတကူဒီနေ့မနေ့မှထွက်ပေါ်လာပါတယ်အမေရိကန်တပ်ဖွဲ့ Navis တွေကဗင်နီဇွဲလားသမ္မတနီကိုလာမာဒူရိုကိုပင်လယ်ထဲမှာစီးနှင်းဖမ်းဆီးလိုက်ပြီလို့သမ္မတဒေါ်နယ်ထရန့်ကတရားဝင်ကြေညာလိုက်ပါတယ်ဒါဟာရုပ်ရှင်တွေကဇာတ်လမ်းတစ်ခုလိုပါပဲဒီဖြစ်ရပ်တွေကြောင့်ကဘာရင်နစင်းနဲ့ဖတ်တပီနိုင်ငံရေးဘယ်လိုတွေရိုက်ခတ်တော့မလဲကျွန်တော်တို့ရဲ့အိတ်ခတ်တွေကဗစ်ဆန်တွေအပေါ်ဘယ်လိုတက်ရောက်မှုရှိမလဲဒီနေ့ဗီဒီယိုမှာတော့အသေးစိတ်ခွဲရှမ်းစိတ်ဖြတ်သွားမှမို့အဆုံးထိကြည့်ပေးကြပါဦး2026ခုနှစ်ဇန်နဝါရီလ3ရက်နေ့မှာတကမ္ဘာလုံးကိုဟိုလီတီချောပစ်တတ်စေတဲ့တရင်ကတော့ surgical strike လို့ခေါ်တဲ့လက်ဝဲစစ်စင်ရေးတစ်ခုပါဖန်စီပုံကာရီဘီယန်ပင်လယ်ပြင်မှာမာဒူရိုစီနေလာတဲ့ပုဂ္ဂလိကဇက်လီကိုအမေရိကန်နာဗီစီအဖွဲ့ကဝင်ရောက်စီးနင်းခဲ့တာပါအခုဆိုရင်မာဒူရိုကိုဖလော်ဒီဒါကဂျင်းနတ်ခုစီပို့ဆောင်နေပြီဖြစ်ပြီးမူရစဝါကုန်တယ်မှုလူခွေးရှုပ်ဖောက်မှုတွေနဲ့တရားစွဲဆိုတော့မှာဖြစ်ပါတယ်တုံ့ပြန်မှုကတော့ဗင်နီဇွဲလားဘက်ကတော့ဒါကိုနိုင်ငံတော်အဆင့်ပြန်ပေးဆွဲမှုလို့သတ်မှတ်ပြီးစစ်တပ်တို့အသင်းပြင်သားတို့ရုရှားနဲ့တရုတ်ကလည်းအမေရိကန်ကိုပြင်းပြင်းထန်ထန်ကန်ကွယ်နေပါတယ်နိုင်ငံရေးကိစ္စလို့ထင်ရပေမဲ့တာမန်လူတွေဖြစ်တဲ့ကျွန်တော်တို့တော့တတိထားရမယ့်အချက်၃ချက်ရှိပါတယ်နံပါတ်1ကတော့လောင်စာစီစင်တော့ဗင်နီဇွဲလားဟာကမ္ဘာအကြီးဆုံးရေနံတိုက်တွေ့ရှိတဲ့နိုင်ငံပါဒီမငယ်မတိုက်မှုကြောင့်ရေနံစင်းတို့တက်ရင်ကျွန်တော်တို့ရဲ့ကုန်စည်နှုန်းတွေပါလိုက်သက်လာနိုင်ပါတယ်အခုလိုစရိတ်ငွေတန်လာချိန်မှာရွှေနဲ့ဘစ်ကွိုင်တို့ရဲ့စင်းနှုန်းကဘယ်လိုအပြောင်းလဲဖြစ်မှာလဲတတိတွေကတော့သူတို့ပိုင်ဆိုင်မှုကိုဒီထဲပြောင်းနေကြပါပြီဒေါ်လာစီအမေရိကန်ရဲ့ဒီလိုပြတ်သားတဲ့ဩဇာပြမှုကနိုင်ငံတကာငွေကြေးစကွယ်မှာဒေါ်လာတန်ဖိုးကိုဘယ်လိုရိုက်ခတ်မလဲဆိုတာစောင့်ကြည့်ရပါမယ်အခုလိုမာဒူရိုဖန်စီကန်ရတာငင်းဆိုင်ရဲ့အတွက်ရှေလန်တေလာဒါမှမဟုတ်အမေရိကန်မှာစင်မီတောင်းမဲ့အစားလားဒီကမှာပြုလုပ်မဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးကနေအထီးတွေထွက်ရှိလာလိုက်မယ်မိတ်ဆွေတို့ကရောဒီဖေးရပေါ်ဘယ်လိုမြင်လဲကဘာကြီးပေါ်အန်ဒရများလာပြီလို့ထင်လားcomment မှာဆွေးနွေးတော့ပါဦးကလို့သူရှာတဲ့တရင်တွေရှယ်ရှင်တရားဖို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပေးဖို့လည်းမမေ့နဲ့ဦးနော်အားလုံးပဲဘေးကင်းကြပါစေ